အောက်ဆောင်အောက်လိုက်ကွာတဲ့အားလုံးပဲမင်္ဂလာပါနော်တယောက်ကလာမိထားလို့ပါအဲ့ဒါကဘာလဲဆိုတော့လေ့လာတာကိုတဲ့အနောက်ပိုးကင်လူကဘယ်လိုပြောလဲတဲ့ဆိုတော့အခုပြန်ပြောပြမယ်ပေါ့နော်လေ့လာတာသင်ယူတာဆိုရင်သူကမားလို့ပဲပြောတယ်နော်လေ့လာတဲ့သင်ယူတယ်ဆိုရင်မားလို့မကြိုက်ကောင်မလှအုပ်ကြိုက်ပြီလို့မားလို့ဥမာအဖြစ်ကျမသင်ယူလေ့လာနေတယ်ဆိုရင်ရမားလို့เนาะကျမလေ့လာနေတယ်ကျမသင်ယူနေတယ်အတူတူပဲပေါ့နော်မားလို့ပဲပြောပါတယ်ဥပမာအဖြစ်ကျမเนาะကရင်စာလေ့လာနေတယ်ကျွန်တော်ကရင်စာလေ့လာနေတယ်အဲ့လိုမျိုးပြောချင်တယ်ဆိုရင်ရမားလို့လိတ်ဖလုံးရမားလို့လိတ်ဖလုံးเนาะဒါမှမဟုတ်ရှင်ဒီနေရာမှာကရင်စာမဟုတ်ပဲねဥမာဖြင့်အတတ်ပညာတစ်ခုခုကိုလေ့လာသင်ယူနေတယ်ဆိုရင်လည်းမားလို့ပဲပြောလို့ရပါတယ်ပေါ့နော်မားလို့နဲ့ပဲပြောပါတယ်လို့เนาะလေ့လာသင်ယူတယ်ဆိုရင်မားလို့เนาะစကုတ်စတာနဲ့